လောကမှာကျန်တဲ့ပုဂ္ဂိုလ်တွေထင်ရှားတယ်ပညာရှင်ဆိုတာတိမ်မြုပ်နေတတ်တယ်ပညာရှင်ဆိုတာတကယ်တိမ်မြုပ်နေတာအားလုံးပဲမင်္ဂလာပါကျမရဲ့မြမဓမ္မတော့ channel ကနေကြိုဆိုလိုက်ပါတယ်ဥပမာရှင်မောကလန်ဆိုရင်တကူကြီးတာတိုင်းကအထင်ကြီးတယ်ရှင်မောကလန်ဆိုရင်ထင်ရှားတယ်ရှင်မောကလန်တကူကြီးတဲ့နေရာမှာထင်ရှားတယ်တကူဆိုတာလူထင်ရှားအောင်လူထင်ကြီးအောင်လည်းပြလို့ရတဲ့အရာဖြစ်တယ်ရှင်နုရုဒ္ဓတို့ဆိုရင်ဒိဗ္ဗစက္ခုနဲ့ပဲခြားကွယ်နေတဲ့နေရာတွေဝေးလံတဲ့နေရာတွေကိုလှမ်းကြည့်ပြီးပြောနိုင်တဲ့ပုဂ္ဂိုလ်စัจ java လာ1000ကိုတပြိုင်တည်းကြည့်နိုင်တဲ့ပုဂ္ဂိုလ်သူလည်းထင်ရှားတဲ့ပုဂ္ဂိုလ်ရှင်ဥပါလိဆိုလို့ရှိရင်ရှင်သံဃာတွေရဲ့ဝိနည်းဥပဒေနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်သူအဖြစ်ထင်ရှားတယ်ရှင်မဂ္ဂသဗ္ဗကလည်းပဲတော့ရအမြဲတမ်းစောင့်တည်ပြီးတော့ပန္နကုသင်္ကန်းကိုသာဝတ်တယ်သူရင်13ပါးဆောင်းတယ်ဆိုထင်ရှားရှင်နန္ဒာဆိုတာလေပိဋက3ပုံနှုံးကုန်ဆောင်းပြီးတော့ဘောဟတုတ္တရှိတဲ့နေရာမှာထင်ရှားတယ်အဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်တွေကလူသိများတယ်ရှင်သာရိပုတ္တရာကြတော့ရှင်သာရိပုတ္တရာဟာအဲ့ဆိုရပြီးရင်လဲရတော့ရံအကတဝကရဲဘောနံပါတ်1ဖြစ်တော့လဲပဲရှင်သာရိပုတ္တရာပညာကြီးတယ်ဆိုတာလို့စမ်းသပ်လို့ရအောင်နော်ပညာဆိုတာကိုလို့ပြလို့လည်းရတာမဟုတ်ခက်ခဲနေနေတဲ့အကြောင်းအရာတွေကိုသိတဲ့သူ့ရဲ့ပညာစွမ်းကိုသိဖို့တော်တော်ခဲရင်အဲ့ဒါကြောင့်လို့ဘာနဲ့ဥပမာပေးထားတော့ဆိုပညာကိုစားနဲ့ဥပမာပေးတယ်ဒါသဘာဝအတော်ကြတယ်စားနဲ့ဥပမာပေးတယ်ဆိုတကုရှင်တွေကြတော့ကြောက်တောင်ကြီးနဲ့တော့မဟုတ်ကြောက်တုံးကြီးနဲ့ဥပမာပေးတယ်ကြောက်တောင်ကြီးလို့တောင်ကြီးလို့ပဲတကုရှင်တွေထင်ရှားစွမ်းကိုပြရဲဆိုလူတွေအကုန်သိကြထင်ရှားပညာသမားကြတော့သူတို့ပြလို့ရတာမဟုတ်တော့ပညာဆိုတာလေလူတိုင်းကသိနိုင်တဲ့အရာမဟုတ်အဲ့တော့ပညာကြတော့စားနဲ့ဥပမာတူတယ်လို့သူတို့ပြောတာဘယ်လိုတူတာတော့ဆိုစားဆိုတာအချိုးထဲလည်းပါတာထည့်ရတာအချင်းနဲ့လည်းစားပါရဟင်းချက်တိုင်းလည်းဟင်းတိုင်းမှာစားပါအချိုးထဲစားမထည့်ရင်လည်းပေါ့ပြက်ပြက်ဖြစ်တယ်အချင်းနဲ့စားမပါဘူးဆိုရင်ဘယ်အရာပဲဖြစ်ဖြစ်စားမပါလို့ရှင်စားလို့မကောင်းပေါ့ပြက်တယ်ပေါ့နော်ပေါ့တော့ဖြစ်နေသို့တော့စားထင်ရှားလားထင်ရှားတာထမင်းတို့ဟင်းတို့ပဲနာမည်ရတယ်ဒါပေမဲ့လူတွေစားနေတဲ့ဟင်းဟာစားမပါရင်ပေါ့ပြက်ချီလူတွေစားနေတဲ့အစာအာဟာရဟာစားမပါဘူးဆိုဘယ်ဟာမှရတာရှိပါမဟုတ်စားရတာဖြစ်မြင်ရလားဆိုမြင်ရဘူးမမြင်ရဘူးသူကလေးနဲ့စေတယ်စားပါသည့်အတွက်ကြောင့်အရသာပူလေးလာတယ်အဲ့တော့စားကြည့်တဲ့ပုဂ္ဂိုလ်ကမှစားရဲ့တန်ဖိုးကိုသိတာဒီတိုင်းစားခဲကြီးကိုကြိုက်စားရတယ်လို့ရှိမှမရှိတော့သူတိတ်ပုံပဲစားဆိုတာလူတွေစားတဲ့အာဟာရတွေမှာအလုံးတိတ်ပုံပါဝင်နေတာဒီနေ့ခေတ်တော့စားတဲ့နဲ့နာမည်ပြက်လာသွေးတိုးတယ်ဆိုပြီးတော့နာမည်ပြက်လာဒါပေမဲ့စားမပါရင်ပေါ့နေတာတော့သိချတယ်အဲ့တော့ပညာရှိဆိုတာစားနဲ့လာသရတူတယ်ပေါ့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ပညာရှိမပါဘူးဆိုပေါ့တော့အကုန်ဖြစ်ကုန်လေးနဲ့တဲ့အရာသာမရှိတော့ဘူးနည်းနည်းတဲ့အရာဒါကြောင့်မလို့
သူပညာရှိပါတယ်ဆိုတာဖော်ပြောမှရတယ်ခုံပြုမှရတယ်ဒီတိုင်းနဲ့လူတွေကပညာရှိကိုသိနိုင်ကြတာမဟုတ်ဘူးပညာရှိမှပညာရှိကိုသိတာပညာမရှိတဲ့ပုဂ္ဂိုလ်ကလောကမှာများတော့ပညာရှိရဲ့အကြောင်းကိုသိနိုင်တာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားအခွင့်အရေးတစ်ခုကိုစောင့်တယ်ရှင်သာရိပုတ္တရာကိုချီးမွမ်းခြင်းနဲ့ဒီနေ့ဘုရားတော်မှာအခွင့်အရေးတို့အချိန်ခါတို့စောင့်ကြည့်ရသေးတယ်ဘာကိုစောင့်တာတုံးလို့ဆိုအဲ့ဒီနေ့စုဝေးမိတဲ့တန်ဃာတွေကိုကြည့်လိုက်တဲ့အခါမှာရှင်သာရိပုတ္တရာကိုအထင်ကြီးလေးစားတဲ့ကိုရော်ရေးကြီးပဲအဲ့ဒီမှာရှင်နန္ဒာတို့ရှင်မောက္ကလန်တို့တော့မပြောတဲ့ရှင်သာရိပုတ္တရာကိုသိပြီးသားပုဂ္ဂိုလ်တွေပေါ့နော်အဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေကတော့သိပါသို့တော့ဉာဏ်နဲ့ပုထုဇဉ်ယဟန်နေပါလေရှင်သာရိပုတ္တရာကိုသိတာမဟုတ်သိပြီးတော့မသိဘူးဆိုတာအရေးချင်းကိုမသိတာပြောတာအရေးချင်းဘလို့မြင့်နေဆိုတာမသိတာအဲ့ဒီနေ့မှာမြတ်စွာဘုရားရဲ့ဘဝကျင်မှာရောက်ရှိပြီးစုဝေးကြတဲ့တန်ဃာတွေထဲမှာရှင်သာရိပုတ္တရာကိုထင်ကြီးလေးစားတဲ့ပုဂ္ဂိုလ်တွေကြီးပဲဖြစ်နေတယ်အဲ့ဒီအခွင့်အရေးကိုမြတ်စွာဘုရားကလက်မလွတ်စေပဲနဲ့ဒီကနေ့အနုပရသုတ်တံကြတော့ရှင်သာရိပုတ္တရာရဲ့ခုံကျေးဇူးကိုထုတ်ဖော်ပြီးတော့ပြောတာအဲ့တော့ဒီအခွင့်အရေးကိုစောင့်နေတာရှင်မောက္ကလန်တို့ကတော့တကုရှင်နေဆိုထင်ရှားတယ်လေးစားအထင်ကြီးတယ်လူတွေကရှင်သာရိပုတ္တရာကျတော့သိပြီးတော့သူ့ရည်ချင်းဘလောက်ရှိတယ်ဆိုတာမသိကြဘူးပညာတော်တယ်ဆိုတာလောက်ပဲသိကြမယ်ပညာထက်မြက်တယ်ဆိုတာလောက်ပဲသိမယ်အဲ့တော့ပညာရှိရဲ့ဂုဏ်ဆိုတာထုတ်ပြီးတော့ပြောတဲ့လူရှိမှဘလောက်တတ်တယ်ဆိုတာသိရတာအဲ့လိုပြောမဲ့ပုဂ္ဂိုလ်မရှိရင်ဘလောက်တတ်တယ်ဆိုတာမသိဘူးသူကအဲ့ကြောင့်ဒီမှာရေးထားတာပညာဝတ္တောခုနာနတကအာဂထိတာသာတိတုံပညာရှိရဲ့အည်ချင်းဆိုတာမပြောရင်သိဖို့ခက်တယ်စားဟာဘလောက်အစာအာဟာရတွေမှာစားမပါရင်ဘလို့ပေါ်ပြက်ပြက်ရှိတယ်စားပါမှာပိုကောင်းတယ်ဆိုတာဟာပြပြမသိနိုင်တယ်နော်မြုပ်နေတာသူဗမာစကားမှာတော့ပညာရှိဆိုတာစီကြီးလိုပဲတီးမှမြည်တယ်မတီးရင်မမြည်ဘူးမေးမှပြောတယ်ဆိုဗမာစကားမှာလည်းအဲ့လိုဆိုတယ်ဒါပေမဲ့ပိဋကတ်စာပေမှာတော့ပညာရှိကိုစားနဲ့ဥပမာပေးတယ်ဒါတော့ကြည့်လိုက်ရင်တော့စားပါမှတန်ဖို့မရှိဘူးဆိုစားနဲ့နှိုင်းတာများရိုင်းတယ်လို့များထင်နေကြသို့တော့စားဟာသူမပါရနဲ့အရသာတွေပေါ်ပြက်သွားတယ်ထို့တူပဲဘယ်ကိစ္စမှာဖြစ်ဖြစ်ပညာရှိမပါရင်ပေါ်ပြက်သွားတယ်လေးနဲ့မဖြစ်တော့ဘူးအဲ့တော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာရဲ့ခုံကိုဘလောက်ပညာတော်တယ်ဆိုတာယဟန်တန်ဃာတွေကိုသိစေခြင်းတယ်တခြားရက်တွေဘာလို့မဟောတော့ဆိုအခွင့်အရေးကိုကြည့်နေတယ်။ဘာကြောင့်လို့ဆိုဒီရှင်သာရိပုတ္တရာအပေါ်မှာမကျေနပ်တဲ့ပုဂ္ဂိုလ်ကလည်းလူလောကလူဆိုတာဒီလိုပဲတဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်မတဲ့တဲ့ပုဂ္ဂိုလ်ဘုရားတော်မတဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်လေဒါသူ့လို့ပဲလူဆိုတာမတဲ့တဲ့ပုဂ္ဂိုလ်ကလည်းရှိတယ်မတဲ့တဲ့ပုဂ္ဂိုလ်ဝိသဘာကပုဂ္ဂိုလ်လို့ပြောတယ်စိတ်သဘောထားရင်မတိုက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်သာရိပုတ္တရာပညာတော်တယ်ဘာတော်တာတော့မချီးမွမ်းခြင်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်တန်ခါတွေထဲမှာလေနော်ဘာတော်လို့တော့နဲ့ပြောခြင်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါကတော့လူရှိနေတယ်ဗျာလူထဲမှာဒီလိုပုဂ္ဂိုလ်ရှိနေမှာပဲဒီကနေ့ခေတ်မှာလည်းရှိမှာပဲနောက်ခေတ်မှာလည်းရှိဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လည်းရှိတာလူတွေရှိနေတယ်ဗျာဒါတွေကရှိနေမှာဒ
တန်ဖိုးမသိတဲ့ပုဂ္ဂိုလ်ကတော့လောကမှာရှိနေအဲ့တော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာဂုဏ်ကိုချီးမွမ်းညင်တော်လဲအဲ့ဒီနေ့မှာစုဝေးမိတဲ့သံဃာပရိသတ်ရဲ့ခြေနေကိုကြည့်တာကြည့်တော့ရှင်သာရိပုတ္တရာကိုထင်ကြီးလေးစားတဲ့ပုဂ္ဂိုလ်ကြီးပဲဆိုအော်ဒီနေ့တော့ဆင်ပြေပြီရှင်သာရိပုတ္တရာရဲ့ဂုဏ်ကျေးဇူးတွေကိုမြတ်စွာဘုရားထုတ်ဖော်ပြီးတော့ပြောမယ်သံဃာတွေအလုံးသိအောင်ဝိသဘာကပုဂ္ဂလနာတန္တိကေဝဏံကထေတုံနဝတ္တတိတဲ့ဒါမှတ်သားထားစရာလေးတစ်ခုဆိုပိန်လေးတစ်ခုပြောတာဝိသဘာကပုဂ္ဂလာဆိုစိတ်တော်ရာချင်းမတိုက်ဆိုင်တဲ့ပုဂ္ဂိုလ်ရဲ့ထမတဲ့ခုံကျေးဇူးကိုမချီးမွမ်းပါနဲ့လူတယောက်ရဲ့ခုံကျေးဇူးကိုမချီးမွမ်းနဲ့ချီးမွမ်းခံတဲ့ပုဂ္ဂိုလ်နဲ့ကျန်တဲ့ရှိတဲ့ပုဂ္ဂိုလ်တွေဟာတဘာကဖြစ်ဖို့လိုတယ်ပေါ့စိတ်ထားကောင်းပြီးတော့လေးစားတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်အကယ်၍ပြောမယ်ဆိုရင်ဘယ်ပုဂ္ဂိုလ်ပဲပြောဝဏ္ဏေကတိယမဏိအဝဏ္ဏမေဝကထင်းဒီကျေးဇူးစကားချီးမွမ်းစကားပြောလိုက်ရင်တော့သူတို့ကဖြတ်ပစ်တယ်ချီးမွမ်းစကားပြောရင်သူတို့ကဲ့ရဲ့ဖို့ပဲအဲ့လိုလာတာလောကကြီးကလေချီးမွမ်းလို့ရှိရင်တိတ်ပြီးမကြိုက်ဘူးလူတွေကကဲရင်မကြိုက်ဘူးသာပြောတာချီးမွမ်းရင်လည်းတိတ်မကြိုက်ဘူးသူလူတယောက်ချီးမွမ်းကြည့်ပါလားလူကြားတယ်မှာဟာဒီလူကဘလို့တော်တာစိတ်ကောင်းဘလို့ရှိတာဘာညာနဲ့ပြောနေလို့ရှိရင်ဟိုနားထောင်တဲ့လူတွေကနေမင်းမသိပါဘူးကွာဒါပေမဲ့ဆိုပြီးတော့လာသေးတာနောက်ကကဲ့ရဲ့ဖို့လာတာလေမင်းမသိပါဘူးကလည်းပြောတယ်ဒါပေမဲ့လို့လည်းပြောတယ်သူကတော့တော်ပါတယ်ဒါပေမဲ့ဟောအပြစ်ပြောတော့ပဲသူကhowever ပေါ့ however လို့ဆိုလိုက်ရင်ဒါအပြစ်ပြောပြီးသားမှတ်ပြီးတော့ချီးမွမ်းရမယ့်စကားကိုပယ်ချလိုက်တဲ့သဘောဖြစ်သွားတယ်အဲ့ဒါနော်ဒါပေမဲ့လူအကြောင်းမသိပါဘူးလို့ဘာလို့ပြောလိုက်တယ်ဟုတ်အဲ့လိုစကားထိုးလိုက်တယ်ဆိုကြတဲ့ပွဲပြက်သွားပြုတ်ပြက်သွားဒါကြောင့်မို့မြတ်စွာဘုရားတောင်းမှာပဲအချိန်ကြီးကောင်းကိုစောင့်တယ်ဒီတုတ်တန်ကိုဟုတ်ရှင်သာရိပုတ္တရာရဲ့ခုံကိုချီးမွမ်းညံ့လို့အချိန်ကြီးကိုစောင့်တယ်ဝဏ္ဏေကတိယမဏိအဝဏ္ဏမေဝကထင်ဒီအဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာချီးမွမ်းစကားပြောနေလို့ရှိရင်ကဲ့ရဲ့စကားထိုးလာတတ်တယ်တော့မို့ကပြက်ကရဲ့လှုပ်တတ်တယ်ကပြက်ကရဲ့ဆိုကပြက်ရပြက်ဆိုနော်အဲ့လိုမျိုးလှုပ်တတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟာရှင်သာရိပုတ္တရာရဲ့ခုံကိုအထူးချီးမွမ်းခြင်းလို့ထုတ်ဖို့ပြောခြင်းလို့ဒီတုတ်တန်ကိုဟောတာပါသူရှင်းတာအဲ့တော့ပြောတယ်မြတ်စွာဘုရားဒီတုကတဆိုခုံတော်မှာမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်အများကြိုက်တဲ့စကားမျိုးမှန်တယ်အကျိုးရှိတယ်အများကတော့မကြိုက်ဘူးဆိုတဲ့စကားမျိုးမြတ်စွာဘုရားပြောတယ်အဲ့ဒီပြောတဲ့စကားမျိုးတောင်မှပဲပြောတဲ့အချိန်ရောက်မှသာပြောတာနော်ပြောတဲ့အခြေအနေပေးမှပြောတာအခြေအနေပေးပြီဆိုရင်တော့ပြောတယ်အချိန်ကြလာပြီဆိုရင်ပြောတယ်အချိန်မကြရင်မပြောအခုလေဒီသုတ်တန်ဟောဖို့မြတ်စွာဘုရားအချိန်ခါလေးကိုမျှော်လင့်ပြီးတော့နေတယ်ဒီအချိန်မှာအသင့်တော်ဆုံးပဲဆိုပြီးတော့ဒီနိဗ္ဗာန်သုတ်တန်ဟောတာအဓိကရှင်သာရိပုတ္တရာရဲ့ဂုဏ်ကိုချီးမွမ်းခြင်းလို့ရှင်သာရိပုတ္တရာယဟန္တာဖြစ်လာတာသူလိုကိုလိုယဟန္တာဖြစ်လာတာမဟုတ်ဘူးသူ့ရဲ့ဝိပဿနာဘလောက်အသေးစိတ်တယ်ဆိုတာသူဝိပဿနာရှုပုံကဘလောက်အသေးစိတ်တယ်ဆိုတာရှင်မောကလန်ဝိပဿနာနဲ့မတူဘူးသူရဲ့တစ်ဆင့်နဲ့ရှင်မောကလန်ရဲ့ဝိပဿနာနဲ့မတူဘူးရှင်သာရိပုတ္တရာရဲ့ဝိပဿနာရှုမှုကအလွန်မြင့်မာတယ်
အဲ့ဒါကိုထုတ်ဖော်ခြင်းလို့မြတ်စွာဘုရားတို့မဆိုရင်သူလိုကိုလိုပဲသူလည်းယဟန္တာကိုလည်းယဟန္တာပြောမယ်ဆိုလို့ရှိရင်အဆင့်မရပညာရည်ချင်းစွာလောကိပညာမှာလည်းဒီတိုင်းပါပဲသူလည်းဘွယ်တူရထားတယ်ဟိုတယောက်ကလည်းဘွယ်တူရထားတယ်ဘွယ်တူရထားရင်တူတူပဲလို့ဒီလိုထင်ကြတယ်သို့တော့တကယ်အရေးချင်းချင်းကြတော့ကွဲပြားခြားနာကြတယ်အဲ့ဒီကွဲပြားခြားနာတာကိုထည့်မစင်စားဘူးသူမှသိမစင်စားဘူးအဲ့ဒါလူရည်ချင်းနဲ့ဆိုင်တယ်နော်ရည်ချင်းဆိုကွဲပြားခြားနာမှုရှိတယ်ဘွယ်ချင်းတော့တူတယ်အရေးချင်းချင်းကြတော့ကွဲပြားခြားနာမှုရှိတယ်အခုရှင်သာရိပုတ္တရာရှင်မောက္ကလန်လည်းယဟန္တာပဲရှင်သာရိပုတ္တရာလည်းယဟန္တာပဲဒါပေမဲ့လို့ဝိပဿနာရှုပွားပြီးယဟန္တာဖြစ်လာတဲ့ပုံမှန်တဏ္ဍာဉာဏ်ကြတော့ကွဲပြားခြားနာတယ်ဒါကိုကြံတဲ့ယဟန်နဲ့အသိချင်းမှသိမယ်အဲ့ဒါကိုဟောခြင်းလို့မြတ်စွာဘုရားကစကားဆလိုက်ကြတဲ့ဘယ်အစဟောတော့ယဟန်တော်တွေကိုတရားဟောတော့မယ်ဆိုမြတ်စွာဘုရားကယဟန်တို့ဆိုတဲ့ဒီစကားကိုအရင်ခေါ်လိုက်တာဒါကတော့ဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားရောက်လာပြီဆိုရင်အလုံးကတိတ်ဆိတ်ပြီးဘာများပြောမလဲနားထောင်နေကြတယ်တချို့ကနားထောင်နေတယ်တချို့ကလည်းထိုင်နေရင်ကိုတရားကိုနှလုံးသွင်းနေတယ်တချို့ကလည်းဇံဝင်စားနေတယ်အဲ့တော့ကောက်ခငင်ကစကားစမရှိဘဲနဲ့ထပြောလိုက်မယ်ဆိုရင်ယဟန်တွေကဘာပြောလိုက်တာပါလိမ့်ဆိုပြီးတော့လွတ်တော်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့တရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားယဟန်တွေကိုအရင်ခေါ်လိုက်တာဘေခောယဟန်တို့ဆိုတဲ့စကားကိုအရင်မိတ်လိုက်တာအဲ့ကြတော့ယဟန်တွေကအရှင်ဘုရားဆိုတုံ့ပြန်ပြီးတော့အစင်သင်းဖြစ်တဲ့အခါမှာမြတ်စွာဘုရားဟောတယ်ဘာကြောင့်တရားမဟောတမ်းပြီးတော့မဟောပဲနဲ့ယဟန်တို့ခုခေတ်လည်းမိန်ကုန်းပြောတဲ့လူတွေကပြောပါတယ်ရဲဘော်တို့လို့ပြည်သူများခင်များတို့ဆိုတာအဲ့ဒါခေါ်လိုက်တာပဲနော်မြတ်စွာဘုရားလည်းယဟန်တို့ဆိုတာအဲ့ဒါတတိပေးလိုက်တဲ့သဘောပဲသူပြောတော့မယ်ဆိုတတိပေးလိုက်တာအမလို့အထက်ကရာတွေမှာရှင်းပြတယ်ဘာကြောင့်မြတ်စွာဘုရားတရားမဟောခင်ယဟန်တွေကိုခေါ်လိုက်ရတယ်လဲဆိုတတိစနနထံတတိပြန်ဝင်လာဖို့အတွက်ခေါ်ပြရတယ်ငိုက်ချင်လဲငိုက်နေတဲ့ကိုယ်တော်လည်းရှိမှာပေါ့နော်တခြားစိတ်တွေးနေတဲ့ကိုယ်တော်လည်းရှိမှာတရားနှလုံးသွင်းနေတဲ့ကိုယ်တော်လည်းရှိမှာအဲ့တော့ဘယ်သူပဲဖြစ်ဖြစ်အလုံးဟာစပြီးတန်ပြူလိုက်တဲ့အခါကျတော့အာယုဆိုင်လာကြတယ်အဲ့ဒီကြတော့မှဘဂဝါဣတရောစမြတ်စွာဘုရားဒီသုတ်တံကိုဟောပါတယ်ဆိုပြီးတော့စလာတာဒါ introduction အနေနဲ့ထည့်လို့လာတယ်နော်အဲ့တော့မြတ်စွာဘုရားဘာစလိုက်တော့ဆိုပန္တိတောဘိက္ခုယေသာရိပုတ္တောယန္တုသာရိပုတ္တရာဟာတကယ်ပန္တိတပညာရှင်ကြီးပဲဒီစကားစားတာပန္တိတဆိုပညာရှိပန္တိတဒီစကားလုံးကတော့ပမာရီနဲ့ရင်းနှီးပါတယ်မင်္ဂလာတုတ်ထဲမှာပါတယ်အသေဝနာသပါဠနံပန္တိတာနိသသေဝနာဆိုဒီပန္တိတတမန်ရေးချင်းမဟုတ်ဘူးပန္တိတဆိုဒီနေရာဒီစကားလုံးလေးရဲ့အဓိပ္ပာယ်ကိုသိချသိအောင်ပန္တိတကိုပန္ဒဣတလို့ပုတ်ခွဲပြီးပန္ဒဆိုတာပညာအရာခတ်သိမ်းပေါ်မှာစူးရောက်မှုထွန်းပေါက်သိနိုင်မှုအရာခတ်သိမ်းပေါ်မှာစူးရောက်ပေါက်ရောက်ပြီးတော့သိတယ်အသိပန္ဒလို့ခေါ်တယ်အဲ့ဒီပန္ဒဆိုတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်မှုပဏိတပညာရှိပမာဒရောပဏိတပညာရှိလို့ပဲသုံးလိုက်တာနော်ပဏိတောဘိက္ခုယေသာရိပုတ္တောဒီစကားလုံးလေးရစားယဟန်တို့သာရိပုတ္တရာဟာတကယ်ပဏိတအစစ်ပဲ
အဲ့တော့မြတ်စွာဘုရားပညာရှိတယ်ဆိုတဲ့အချိန်မှာတာမန်ပညာနဲ့မဟုတ်ပဲနဲ့ပညာကိုဒီ6မျိုးခွဲပြီးတော့တခါတည်းမရှိလိုက်တယ်ပန္တိတတကယ်ပန္တိတပုဂ္ဂိုလ်ပဲတို့ပြောပြီးတဲ့အခါမှာပညာ6မျိုးနဲ့ခွဲပြီးတော့ဇက်တိုက်ပြောလိုက်တယ်မဟာပညောဘိက္ခွေသာရိပုတ္တောယဟန်တို့သာရိပုတ္တရာဟာအလွန်ကြီးမားတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မဟာပညာဆိုတာသူရထားတဲ့အရေးချင်းတွေကအသေးဖွဲမဟုတ်ဘူးအကြီးကြီးပဲရထားတာမဟာဆိုတာကြီးမားတဲ့အရာနော်ကြီးမားတယ်မြင့်မြတ်တယ်ကြီးမားတယ်ဆိုတာတန်ဖိုးကြီးတယ်နော်အရေးချင်းမြင့်မားတယ်အဲ့ဒါတွေကိုသိတဲ့ပညာသူ့မှာရှိတယ်ပုထုပညောဘိက္ခွေသာရိပုတ္တောယဟန်တို့သာရိပုတ္တရာဟာအမျိုးစုံကိုသိတဲ့ပညာရှိတယ်ပုထုဆိုတာမျိုးပေါင်းကိုစုံနေအောင်သိတဲ့ပညာတချို့ကတစ်မျိုးပဲသိတာလေသူကမျိုးတွေကိုစုံနေအောင်သိတယ်သူတို့ဆိုလို့ဟာတပညောဘိက္ခွေသာရိပုတ္တောယဟန်တို့သာရိပုတ္တရာဟာတကယ်ကိုရှင်နဲ့လန်းဆန်းတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်နဲ့ပညာလန်းဆန်းတဲ့ပညာဆိုတာပညာဟာလန်းဆန်းနေတဲ့ပညာမျိုးနော်နှစ်သက်မြတ်နိုးပွဲစိတ်အားတက်နေတဲ့ပညာမျိုးစွမ်းဆောင်မှုကိုအပြည့်အဝပေးတဲ့ပညာမျိုးလန်းဆန်းနေတဲ့ပညာမျိုးနှစ်သက်ကျေနပ်စရာကောင်းတဲ့ပညာမျိုးနဲ့ပြည့်စုံတယ်ဟာတပညာတယ်တော့ကြဟာတဆိုလို့ရည်ကြတွေပြောတယ်လို့လည်းအောင်းမေ့မနေနဲ့ဘာတွေကဟာတဆိုရင်ရည်စရာဟာတဆိုတာရှင်လန်းတက်ကြွစေတယ်သူပညာ6ကက်ကကြီးမဟုတ်ရှင်လန်းတက်ကြွနေ active ဖြစ်တယ်လို့ပြောတာပညာရဲ့စွမ်းဆောင်မှုဟာ active ဖြစ်နေထုံထုံထိုင်းတိုင်းပညာမဟုတ်ဘူး active ဖြစ်တဲ့ပညာမျိုးရှင်လန်းတက်ကြွနေတဲ့ပညာမျိုးတောင်းတစ်ခုကသဝနပညောဘိက္ခွေသာရိပုတ္တောယဟန်တို့သာရိပုတ္တရာဟာလျင်မြန်သွက်လက်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သဝနဆိုတာအဟုန်ရှိတယ်အရှိန်ရှိတယ်လျင်မြန်တဲ့သွက်လက်တယ်ဟောအဓိပ္ပာယ်ကအရှိန်အဟုန်ရှိတဲ့ပညာလျင်မြန်တဲ့ပညာသွက်လက်တဲ့ပညာသဝနပညာနောက်တိက္ခပညောဘိက္ခွေသာရိပုတ္တောယဟန်တို့သာရိပုတ္တရာဟာထက်မြက်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပညာမှာလည်းပဲဒါများလို့ပေါ့ခုတ်တော့ခုတ်တာပဲတိတ်မထက်တဲ့ဒါဆိုရင်အားဆိုင်ရခဏခဏခုတ်အောင်ထက်တဲ့ဒါကြတယ်တိကနဲ့ခဏလေးတစ်ခါပဲအဲ့လိုပဲတိတ်ခထက်မြက်တယ်ဒီပညာထက်မြက်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်လို့နိဗ္ဗေရိကပညောဘိက္ခွေသာရိပုတ္တောယဟန်တို့သာရိပုတ္တရာဟာထွန်းဖောက်ဝင်ရောက်နိုင်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်မျိုးတချို့ပညာကမထွန်းဖောက်နိုင်ဘူးအခက်ခဲတွေကြုံလို့ရှိရင်ပညာတုံးသွားတာရှေ့မသွားနိုင်တော့ဥပမာစူးသွားတယ်ညံ့နဲ့စူးသွားဆိုရင်ကြောက်တုံးနဲ့တွေ့ရင်လိမ့်ခံမရတော့ရှေ့သွားလို့မရတော့ခက်ခဲနဲ့ကြုံလို့ရှိရင်ရှေ့မတက်နိုင်တော့အရှင်သာရိပုတ္တရာရဲ့ပညာတော့အဲ့လိုမဟုတ်ဘူးဘာကြီးတွေ့ဖောက်သွားနိုင်တဲ့ပညာထွန်းဖောက်သွားနိုင်တဲ့ပညာရှိတယ်ထွန်းဖောက်ဝင်ရောက်နိုင်တဲ့ပညာရှိတယ်
အဲ့ဒီပညာမရှိရင်ခက်ခဲနဲ့တွေ့ရင်ခေါင်းကုန်နေရတာပဲရှေ့သွားလို့မရတော့ဘာမှကိုမသိတော့အဲ့တော့ရှင်သာရိပုတ္တရာကိုအခုလိုမြတ်စွာဘုရားစကလုံး9မျိုးနဲ့9ချက်နဲ့ပဏိတောဘိက္ခွေသာရိပုတ္တောမဟာပညောဘိက္ခွေသာရိပုတ္တောပုထုပညောဘိက္ခွေသာရိပုတ္တောဟာသပညောဘိက္ခွေသာရိပုတ္တောသဝနပညောဘိက္ခွေသာရိပုတ္တောတိက္ခပညောဘိက္ခွေသာရိပုတ္တောနေဝေရိကပညောဘိက္ခွေသာရိပုတ္တောရှင်သာရိပုတ္တရာရဲ့ခုံကြီးချင်းတွေကိုတန်ခါပရိသတ်လဲမှာခုံတင်ပြီးတော့ချီးမွမ်းပြောကြတာဖြစ်တယ်ဒီသုတ္တန်ရဲ့ဏီကုန်းမှာလည်းပဲခုံတင်ပြောတာတွေရှိသေးတယ်ဒါအရေးကြီးတဲ့ပညာရက်တွေကိုမြတ်စွာဘုရားရှေ့ပိုင်းမှာပြောအဲ့တော့ဒီပညာရက်တွေရဲ့အတိတ်နဲ့ကိုအကျမ်းအဖြစ်အပေါ်ယံအဖြစ်ပြောပြီးသွားပြီတကယ်ပဏိတပဲဆိုတာဒါဖြင့်ကောင်းပြီဒီပဏိတလို့ဘာကြောင့်ခေါ်ရလဲဆိုတာရှင်သာရိပုတ္တရာရဲ့ချီးမွမ်းမွေကောင်းတဲ့ပညာရက်9မျိုးဒါရင်ရှိတာတော့မဟုတ်ဘူးရှင်သာရိပုတ္တရာရဲ့ပညာတွေက60နဲ့9ပါးရှိတယ်ဒီပဋိသင်္ဗိရမဲ့ပါဠိတော်မှာအဲ့ဒီပညာရက်တွေကိုအကုန်လုံးထုတ်ဖော်ပြီးတော့ပြောထားတာရှိတယ်အဲ့တော့ဒီမှာတော့မြတ်စွာဘုရားဟောသလောက်လေးပဲဒီမှာပြောအဲ့တော့ရှင်သာရိပုတ္တရာကိုပညာနဲ့ပတ်သက်ပြီးဂုဏ်ပြုချီးကျူးတဲ့စကား9ပုဒ်မြတ်စွာဘုရားနံပါတ်1ချီးမွမ်းတာပဏိတတဲ့ပဏိတဆိုတာဘယ်လိုပညာတွေနဲ့ပြည့်စုံမှပဏိတဆိုတာဖြစ်တယ်ခုကနေ့ခေတ်မှာဆိုရင်ဘုန်းကြီးတွေခန္ဓာဝါစကပဏိတမဟာကဏဝါစကပဏိတအက္ခမဟာကဏဝါစကပဏိတအက္ခမဟာပဏိတဆိုပြီးတော့ဒီဘွဲတွေပေးနေနော်ပရိယတ်ဒီရည်ချင်းကိုကြည့်ပြီးဒီဘွဲတွေပေးတယ်ရသော်ဗျာတော့ရှေ့ကဘာမှမပါပဲတဲ့ရှင်သာရိပုတ္တရာကိုပဏိတနော်အက္ခမဟာပဏိတဆိုဘုန်းကြီးတွေကိုပေးတာအင်္ဂလိပ်တွေလက်ထက်ကစပေးတာမြန်မာပြည်ကိုလိုနီဘဝကတည်းကစပေးတာဘုရင်တွေလက်ထက်ကပေးတာတော့ရာဇဂုရုမင်းဆရာဆိုတဲ့အဓိပ္ပာယ်ပေးတာရာဇာတွေရာဇဂုရုဆိုရာဇဂုရုဆိုပွဲပေးတာခဏခေတ်တော့အဲ့ဒီပွဲအစားမဟာရထဂုရုဆိုပြီးတော့ပေးတယ်အင်္ဂလိပ်လက်ထက်ကတော့ရာဇဂုရုအစားပါပေးတော့ဆိုအက္ခမဟာပဏိတဆိုပွဲပေးတယ်အက္ခစာအမြတ်ဆုံးသောမဟာကြီးမားသောမြင့်မြတ်သောပဏိတပညာရှိဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပညာရှိသူဆိုတဲ့အဓိပ္ပာယ်နဲ့ပွဲပေးတယ်အဲ့တော့ရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားပဏိတောဘိက္ခွေသာရိပုတ္တောဆိုသိပြီးတော့ထိရောက်တဲ့စကားလုံးလေးတစ်ခုသုံးလိုက်အဲ့တော့ပဏိတလို့ခေါ်ဖို့ရအချက်၄ချက်ရှိတယ်ဘာလို့ဆိုလို့ရှင်ဓာတုကုသလတာတဘာဝဓာတ်တရားတွေနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်လိမ္မာမှုအသေးစိတ်သိမှုဒါတရားတော်နဲ့ပတ်သက်တာတွေပြောတာနော်ဓာတုကုသလဓာတုဆိုတာအလုံး18ပါးဆိုတော့ကြာဦးနေကြမှာပဲနော်18ပါးဆိုတာထူးဆန်းမဟုတ်ဘူးတထိုင်နဲ့သိအောင်ပြောလိုက်မယ်18ပါးဆိုတော့1 2 3 4ကြီးနေကြားနေမစွန်းကိုယ်မှာရှိတာလေးနဲ့တွဲမှတ်လိုက်မျက်စိနာနာလျာကာယမနဒါတော့သူတိုင်းမှတ်မိနေမယ်နော်မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကာယရဲ့စိတ်ရဲ့ကိုယ်မှာရှိတဲ့ဟာ6ခုအဲ့ဒီ6ခုမှာထင်းလာတဲ့အာယုံ6ပါးကအစင်အတန်အနံအယတာအထိတွေကြံတွေးတာအာယုံ
ဓာရ6ပါးအာယုံ6ပါးပေါင်းလိုက်ရင်7နှစ်ဖြစ်သွားအဲ့ဒီဓာရနဲ့အာယုံစုံပြီးတဲ့အခါဖြစ်ပေါ်လာတဲ့စိတ်က6မျိုးစက္ခုမှာမိပြီးတော့ဖြစ်လာလို့ရှင်စက္ခုဝိညာဉ်နော်သောတာမှာမိဖြစ်သောတာဝိညာဉ်နောက်ကဝိညာဏလေးထည့်ပြီးစက္ခုဝိညာဉ်သောတာဝိညာဉ်ခန္ဓာဝိညာဉ်ဇီဝဝိညာဉ်ကာယဝိညာဉ်မနောဝိညာဉ်မနောဓာတုမနောဝိညာဏဓာတုဆိုအဲ့ဒီမှာတော့နှစ်ပိုင်းခွဲလိုက်တယ်မနောနဲ့မနောဝိညာဏလို့နှစ်ခုခွဲလိုက်6-3-18ဖြစ်သွားနော်ချင်းချင်းမှတ်ချင်လေဓာရ6ပါးအာယုံ6ပါးပေါ်လာတဲ့စိတ်6မျိုးအဲ့ဒါကိုဓာတ်18ပါးလို့ခေါ်တာဒါတွေကလူတွေနဲ့နီးပြီးတော့လူတိုင်းကသိလားလို့ဆိုမသိဘူးတရားမှန်တော့မသိဘူးကိုယ်မှဒါတွေရှိနေတယ်ဆိုသဘာဝတရားတွေပေါ်မှာလူတွေကတခြားတွေကြတော့သိကြပါတယ်တခြားပညာတွေကြတော့သိလိုက်ကြတာကိုယ်ခန္ဓာကိုယ်ကနေထားတွေကိုမသိကြဘူးဟိုဆရာတော်ကြီးပြောတာတတိယဆရာတော်ကြီးကဘုရင်လက်ထက်ကရှေကနာမှာဆရာတော်ကြီးကသူရစီလဲနေဘုရင်ရဲ့အမတ်ကြီးတယောက်ကလာပြီးတော့ဆရာတော်ဗျာဒီရေကန်ကအနဲ့ဘယ်လောက်ရှိပါသလဲရှေးကတော့ပေမေးမှမဟုတ်ပါဘူးဘယ်နဲ့တောင်ရှိသလဲမေးတာတောင်နဲ့ပြောမှာပေါ့ဘယ်နဲ့တောင်ရှိတော့ဆိုဆရာတော်ကြီးဟဲ့ငါဘာသိမလဲဘယ်သိမလဲလို့ပြောလိုက်တယ်ဘယ်နဲ့တောင်ရှိတယ်ငါပဲသိမလဲဆိုအရှင်ဘုရားနီးလို့သိများသိမလားဆိုနီးတိုင်းသိရမယ်ဆိုနင်းနှကမ်းမွေးဘယ်နှပင်ရှိတော့ပြန်မေးလိုက်တယ်ဆရာတော်ကြီးအဲ့ဒီအမတ်ကြီးကနှကမ်းမွေးနဲ့နီးတိုင်းသိရမယ်ဆိုရင်မင်းနှကမ်းမွေးဘယ်နှပင်ရှိတော့သိတယ်ဆိုတာတကယ်ကိုသတိပြုမှသိတာလေနီးတိုင်းသိရမယ်ဆိုသူနှကမ်းမွေးသူနဲ့အနီးဆုံးပဲလေရှေးကံဘယ်နှတောင်ရှိတာမသိတောင်နှကမ်းမွေးတော့ဘယ်နှပင်ရှိတော့သိရလားဆိုမသိဘူးအဲ့မျိုးလို့ပေါ့ဒီသဘာဝတရားတွေဟာကိုယ်တဏ္ဍာမှာဖြစ်နေပေမဲ့လို့လူတွေကအပြင်အကြောင်းအရာတွေသာသိပြီးကိုယ်တဏ္ဍာမှာဘာတွေဖြစ်တယ်ဆိုတာသိမှမသိတော့မသိဘူးနေတိုင်းမသိဘူးဆိုတာမှန်တယ်အဲ့တော့ဓာတ်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ခြင်းသိတယ်ကုသလဆိုတာ skillness အင်္ဂလိပ်လိုပြန်လို့ရှိရင်လိမ္မာကျွမ်းကျင်မှု skillness အာရဏကုသလအာရဏ7ပါး၌လိမ္မာကျွမ်းကျင်တဲ့အသိဉာဏ်ရှိမှုအဲ့ဒါအာရဏ7ပါးဆိုတာခုနဝိညာဉ်6ပါးဖယ်လိုက်လို့ရှိရင်7ပါးဖြစ်သွားတယ်နော်အာရဏ6ပါးလည်းပဲလွယ်လေးပဲမှတ်ရုံပဲမျက်စိနာနာလျာကာယမနအစင်သနာယတာအထိတွေ့ကြံတွေ့အာယုဓမ္မ7ပါးအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲအသေးစိတ်ပြည့်ပြည့်ဝဝသိတယ်တဲ့နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒကုသလတာအကျိုးတရားတွေကိုဖြစ်ပွားစေတဲ့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးသိတယ်ပဋိစ္စသမုပ္ပါဒဆိုတာစကလုံး12မျိုးနဲ့ရှင်းပြထားတဲ့တရားအဝိဇ္ဇသင်္ခါရဝိညာဏယတလရဏဖတ်တဝေဒနာတဏှာဥပါဒံဘဝသာတိစရမရဏဆိုအဲ့ဒီပရိစ္ဆေသမုပ္ပါဒ်နဲ့ချင်းချင်းဆက်သွယ်ပြီးတော့ဖြစ်နေပုံနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်နေမှာလားနောက်တစ်ခုကဌာနကုသလတာဌာနဆိုတာစစ်မှန်တဲ့အကြောင်းအဌာနဆိုတာအကြောင်းမဟုတ်တာဒါကဒါရဲ့အကြောင်းဒါကအကြောင်းမဟုတ်ဘူးအကြောင်းဟုတ်တယ်မဟုတ်ဘူးဆိုတာကိုခွဲခြားသိတဲ့နေရာမှာကျွမ်းကျင်တဲ့ပညာအဲ့ဒီ၄ဌာနမှာကျွမ်းကျင်တဲ့ပညာရှိလို့ရှင်ပဏိတလို့ခေါ်ပါတယ်နော်ဓာတ်နဲ့လိမ္မာကျွမ်းကျင်မှုအာရဏနဲ့လိမ္မာကျွမ်းကျင်မှုပရိစ္ဆေသမုပ္ပါဒ်၌လိမ္မာကျွမ်းကျင်မှုအကြောင်းဟုတ်သည်မဟုတ်သည်ဌာန၌လိမ္မာကျွမ်းကျင်မှု
အဲ့ဒီ၄ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဏိတလို့ခေါ်ပါတယ်တဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာရဲ့ဉာဏ်ဉာဏ်စွမ်းကိုရှင်းပြတာနော်ပြီးတဲ့အခါမှာမဟာပညောဘိက္ခွေသာရိပုတ္တောဘာဖြစ်လို့မဟာပညာလို့ချီးမွမ်းတယ်လဲဒီကိစ္စကိုအစင်းမြင့်တဲ့ကြီးကျယ်မြင့်မြတ်တဲ့အရာတွေကိုရအောင်ယူနိုင်တဲ့ပညာရှိလို့မဟာပညာလို့ခေါ်တာထိတ်တန်းဆိုတာလေမြင့်မြတ်တဲ့ထိတ်တန်းသီလဆိုလဲမြင့်မြတ်တဲ့သီလသမာဓိဆိုတာလဲအမြင့်ဆုံးသမာဓိပညာဆိုလဲအမြင့်ဆုံးပညာရှင်သာရိပုတ္တရာရထားတဲ့အရေးချင်းတွေဟာအလုံးအမြင့်ဆုံးနေကြီးပဲနောက်ဆုံးမှာစစ်မှန်တဲ့ပရမတ္ထတရားထဲမှာအမြင့်ဆုံးကနိဗ္ဗာန်နိဗ္ဗာန်ဆိုတဲ့ပရမတ္ထတရားထီအောင်ရှားယူပိုင်ဆိုင်ထားနိုင်တဲ့ပညာရှိလို့မဟာပညောမဟာဆိုတာမြင့်မြတ်တယ်မြင့်မြတ်တယ်ထိတ်ထန်းကြတယ်ဆိုတဲ့အရာတွေကိုရအောင်ယူနိုင်တဲ့အသိပညာလို့ဆိုလို့ရှင်သာရိပုတ္တရာရထားတဲ့အရေးချင်းတွေကသူများအရေးချင်းတွေနဲ့မတူဘူးထိတ်တန်းနေကြီးပဲအဲ့ဒါကြောင့်မို့လို့မဟာပညောလို့မြတ်စွာဘုရားချီးမွမ်းနောက်တစ်ခုကပုထုပညောဘိက္ခွေသာရိပုတ္တောသာရိပုတ္တရာဟာအမျိုးမျိုးသောတရားတွေနဲ့ပတ်သက်ပြီးတော့အသိဉာဏ်ဖြစ်တယ်ဉာဏ်ဖြစ်တာတစ်မျိုးတည်းမှဖြစ်တာမဟုတ်အမျိုးစုံနေအောင်ဉာဏ်ဖြစ်တယ်ဆိုလိုတာဒိဋ္ဌိရှင်းပြတော့ကတော့မှပဲသမ္မာဒိဋ္ဌိတစ်မျိုးတည်းရှင်းပြတာမဟုတ်16မျိုးတောင်ရှင်းပြသမ္မာဒိဋ္ဌိဖြစ်ပုံကို16မျိုးရှင်းပြဒီတည်းလည်းပိုရှင်းနိုင်အောင်ပါပဲရှင်သာရိပုတ္တရာအဲ့လိုဉာဏ်ဉာဏ်တွေကအများကြီးရှင်းပြနိုင်တဲ့ပုဂ္ဂိုလ်တယောက်ပုဂ္ဂိုလ်တူပဲဒါဟိုပုထုနာနာခန္တေတုဉာဏ်ပိုတ္တိတိပုထုပညာအမျိုးမျိုးသောသိเสียအချက်တွေနဲ့ပတ်သက်ပြီးတော့အသိဉာဏ်သွားတဲ့ပုဂ္ဂိုလ်ပုထုပညာတနည်းအားဖြင့်ပြောမယ်ဆိုကျယ်ပြန့်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်နော်ပုထုကြီးမားတယ်ကျယ်ပြန့်တယ်အရာရာကိုသိနိုင်တဲ့ပညာသူဆိုလို့ဒါလည်းတရားဓမ္မနဲ့ပတ်သက်တာတွေနဲ့ရှင်းညွှန်းပြီးတော့ပြောတာဟာတပညောဘိက္ခွေသာရိပုတ္တောဟာတပညာရှင်သာရိပုတ္တရာပညာဟာအမြဲတမ်းရွှင်နေတဲ့ပညာလန်းနေတဲ့ပညာရွှင်နေလန်းနေအတက်တယ်ခုကလူတွေကတော့ဘာလန်းတယ်လဲတော့မသိဘူးနော်ဟိုကလန်းနေတာလန်းနေလို့တော့ပြောကြတာပဲရှင်သာရိပုတ္တရာပညာကတော့လန်းနေတာပဲဆိုတော့နော်ရှင်းတဲ့ဆရာကောင်းလောက်လန်းနေတယ်အဲ့တော့ဟာတပညောလို့ဆိုတဲ့နေရာမှာဝေဒပညောနှစ်သက်ဆရာကောင်းတယ်တုဋ္ဌိပညောရှင်းတဲ့ဆရာကောင်းတယ်ပါမောဇ္ဇပညောပါမောဇ္ဇဘဟုလောဝမ်းမြောက်မှုတွေရတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာရှင်သာရိပုတ္တရာရဲ့အသိဉာဏ်သိတဲ့အခါမှာလန်းဆန်းတက်ကြွစွာသီလဖြည့်ပြီးဆိုရင်လည်းလန်းဆန်းတက်ကြွတဲ့အသိဉာဏ်နဲ့ဖြည့်တယ်သမာဓိတရားထုတ်ပြီးဆိုရင်လည်းလန်းဆန်းတက်ကြွတဲ့ပိဋိနဲ့လုပ်တယ်ပြင့်တိပြင်းရောမပါဘူးစိတ်မပါတာမပါဘူးနော်လန်းဆန်းတက်ကြွနေတယ်အသိပညာဖြည့်ရင်လည်းအဲ့လိုပဲလန်းဆန်းတက်ကြွနေတယ်ပါမောဇ္ဇဘဟုလောနိဗ္ဗာန်ကိုအာရုံပြုတဲ့အခါမှာလေပါမောဇ္ဇဘဟုလောပရမတ္ထနိဗ္ဗာန်သစ္စိကရောတိတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့အသိဉာဏ်ဟာလည်းလန်းဆန်းတက်ကြွနေတယ်လို့ဆိုလို့တယ်နော်အဲ့ဒါကြောင့်ရှင်သာရိပုတ္တရာရဲ့ပညာသည်ဟာတပညာလန်းဆန်းတက်ကြွနေတဲ့ပညာရှိတယ်နောက်တစ်ခုကတော့
စဝနာပညောဘိက္ခွေသာရိပုတ္တောရှင်သာရိပုတ္တရာဟာလျင်မြန်တဲ့ပညာရှိတယ်လျင်မြန်တယ်တက်လက်တယ်ချက်ချတယ်ဆိုတဲ့ပညာရှိတယ်လျင်မြန်ဖြစ်တယ်ဆိုတာနေကိုယ်ဖြစ်တာနဲ့ဆန့်ကျင်မဲ့ပေါ့နော်ဘာပဲဖြစ်ဖြစ်ပါးစပ်မဟာလိုက်နဲ့သိပြီးနေပြီနော်မြန်တယ်ဆိုတာအဲ့ဒါပြောတာတုံ့ပြန်မှုအလွန်မြန်တယ်သိကြရှင်ဖြတ်ခနဲ့သိပြီးသားဖြစ်နေပြီလူတွေကတော့ပြောကြပါတယ်မင်းပါးစပ်ဟလိုက်တာနဲ့ငါဥမအတိုင်းသားမြင်တယ်ဆိုတာဒါဒီပြန်မျိုးပြောတာဖြစ်လိမ့်မယ်သူတို့နော်မင်းပါးစပ်ဟလိုက်တာနဲ့ဥမအတိုင်းသားငါမြင်ရတယ်ဆိုဘလို့မြင်နေတော့မသိဘူးသူကပြောချင်တယ်ဆိုတာသိတယ်ပေါ့လေနော်အဲ့လိုပညာမျိုးကိုဒါဇဝနပညာလို့ခေါ်တယ်ခေါင်းကုပ်ပြီးမှသိရတဲ့ပညာမျိုးမဟုတ်ဘူးဟာပြောလိုက်ဖြတ်ခနဲ့ဆိုသိသွားပြီကုံစအောင်သိသွားပြီအဲ့ဒီပညာမျိုးကိုဇဝနပညာဥပမာဝိပဿနာရှုလိုက်တယ်ဆိုရင်မမြဲတဲ့တရားဆိုလို့ရှိရင်မမြဲတဲ့တရားကုန်ခန်းပျက်စီးနေလို့မမြဲဘူးကုန်ခန်းပျက်စီးမှုဆိုတဲ့ဘေးရန်အန္တရာယ်ကြီးနဲ့ဆုံးနေလို့ဒုက္ခအတ္တဆိုတဲ့အနှစ်သာရကင်းမဲ့နေလို့အနတ္တဒီသဘောတရားကိုအာယုစိတ်လိုက်တာနဲ့ဖြတ်ခနဲ့ဆိုအကုန်လုံးရှင်းရှင်းလင်းလင်းကြီးကိုသိသွားချက်ချင်းသိတယ်လို့ဆိုလို့လင်းလင်းမြန်မြန်သိတယ်ချက်ချင်းသိတယ်ဆိုအနာပညာအရှိန်အဟုန်ရှိတဲ့ပညာဘယ်နေရာဖြင့်ဟုတ်မဟုတ်ကလားအနိစ္စဆိုတာဟုတ်ရလားဒုက္ခဆိုတာဟုတ်ရလားအနတ္တဆိုတာဟုတ်ရလားလို့တုံနှေးမနေဘူးဖြတ်ခနဲ့အကုန်လုံးသိလိုက်တယ်ရှင်းရှင်းလင်းလင်းကြီးကိုသိလိုက်တယ်ဇဝနပညာနောက်တစ်ခုကတော့တိက္ခပညာတိက္ခဆိုတာထက်တယ်ဆိုတာဒါများထက်တယ်ဆိုလို့ရှိရင် तू ခုတ်တဲ့နေရာတိကျတဲ့ပြတ်သွားတယ်အဲ့ဒါမျိုးလို့ပညာဟာလည်းပဲခိပ္ပံကိလေသာစိဏတိတိသိလိုက်တာနဲ့တပြိုင်နက်ကိလေသာဖြတ်ခနဲ့ဖယ်လိုက်တယ်အကုန်ကိလေသာတွေကိုဖြတ်ပလိုက်တယ်တိကျတဲ့နေအောင်ဖြတ်နိုင်တယ်တိက္ခပညာအသွားထက်တဲ့ဓာတ်လက်နဲ့လို့ပဲတိကျတဲ့နေအောင်ဖယ်တဲ့နေရာမှာလည်းပဲတန်လန်းဖြစ်မနေဘူးမထက်ရင်တန်လန်းဖြစ်နေသေးတာဟုတ်တော်တိနဲ့နေအောင်ကိုဖြတ်နိုင်တယ်အဲ့ဒါတိက္ခပညာနိဗ္ဗေရိကပညာဘိက္ခွေသာရိပုတ္တောနိဗ္ဗေဒိကဆိုတဲ့စကားလုံးကနိဝေဒိကဝေဒဆိုဖောက်ထွင်းတာဒီနေရာမှာဓာတ်အောင်ချိုက်နေရူပဗေဒတို့ဘာလို့အဲ့ဒီဗေဒတွေကသိတယ်ဆိုပညာအဲ့ဒါကြတော့ဗားချိုင်နဲ့ရေးတာဗေဒဗေဒင်ဟာမျိုးဗေဒဆိုအသိဉာဏ်ကိုပြောတာဗမာစကားထွင်ထားတဲ့လူတွေ physics တို့ chemistry တို့ဆိုအင်္ဂလိပ်စကားတွေကိုပါဠိလိုလှလှပပထွင်ထားတာတော်တော်ချီးကျူးစရာကောင်းတယ်နော်ရူပဗေဒတဲ့ဓာတုဗေဒဘူမိဗေဒနဲ့အတော်ကောင်းတဲ့စကားလုံးလေးတွေဗမာပြည်အတော်တယ်ဆရာကြီးတွေတော်တယ်အဲ့ဘာကုန်းနဲ့သွားရေးရင်တော့ကွဲပြားတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ဘာတစ်ချိုက်နဲ့ရေးတာဝေဒဆိုတဲ့စကားလုံးလို့ဗေဒဖေးထင်ရေးတယ်လို့ဓာတ်တွေနဲ့ရေးရရူပဗေဒဓာတုဗေဒဗမာတွေတော်တယ်လို့ပြောတယ်ကိုယ်စကားလုံးလေးတွေကိုနှမျောစရာလေးတွေနော် United Nation ကိုကုလသမဂ္ဂလို့ပြန်တာဘလောက်ကောင်းကုလသမဂ္ဂလူမျိုးတို့ရဲ့ညီညွတ်မှုဆိုတဲ့အဓိပ္ပာယ် United Nation ကိုပြန်လိုက်တာကုလသမဂ္ဂလို့ပြန်လိုက်တာအဲ့ဒါဗမာပြည်ကပြန်ထားတဲ့စကားသူများတွေက United Nation လို့သာခေါ်တာကုလသမဂ္ဂလို့မသိဘူးနော်ကုလသမဂ္ဂလို့ပြောတာအိန္ဒိယပြန်တာမဟုတ်ဘူးဗမာပြည်ကပြန်တာပါဠိကိုလှလှပပအသုံးချသွားတယ်ပညာရှင်ကြီးတွေဗမာလူမျိုးတွေတော်တယ်လို့ပြော
ဘလောက်ခေါ်လို့ကောင်းတော့ physics တို့ chemistry တို့ botany တို့ biology တို့ဆိုရင်ခေါ်ရတာရှားရသေးရုက္ခဗေဒတဲ့ခေါ်တာဘူမိဗေဒတဲ့နော်သူနာမည်လေးတွေသုံးတာတော့လှအဲ့ဒါပညာရဲ့အဓိပ္ပာယ်တွေပဲဖြစ်တာနိဗ္ဗေဒိကပညာဆိုဖောက်ထွင်းတဲ့ပညာထွန်းဖောက်ပြီးတော့သိတဲ့ပညာကိုနိဗ္ဗေဒိကပညာလို့ဒီနိဗ္ဗာန်ကိုမြင်ဖို့ဆိုတာရှေ့မှာအကာတွေရှိတယ်ကာစီးနေတာတွေရှိတယ်အဲ့ဒါတွေကိုဖောက်နိုင်မှာဖောက်ပြီးတော့ဟိုဘက်ကိုသွားကြောက်တုံကြီးကားနေတော့ကြောက်တုံကိုထွင်းမှဟိုဘက်ရောက်မယ်ဆိုတာလို့ပေါ့ဘုန်းကြီးတို့တွေနိဗ္ဗာန်မမြင်အောင်အမှန်တန်ကြီးမားတဲ့ကြောက်တုံကြီးကသို့မဟုတ်ကြောက်တုံကြီးရဲ့ကာစီးထားတယ်အဲကြောက်တုံကြီးကိုဖောက်ပြီးတော့ဟိုဘက်ရောက်မှတွေ့ပဲဆိုရင်ဒါဖောက်အောင်နော်ဖောက်ရအောင်အဲ့လိုမဖောက်နိုင်ရင်ဟိုဘက်မရောက်နိုင်နိဗ္ဗေဒိကပညာဆိုတာအဲ့ဒီအဟန္တာတစ်ခုဖောက်လိုက်တာဖောက်ထွင်းပလိုက်တာလူတွေရဲ့စိတ်ထဲမှာဘာတွေကအဟန္တာဖြစ်နေတော့ဆိုလောဘကရာဂကအဟန္တာဖြစ်တယ်ဒေါသကအဟန္တာဖြစ်တယ်မောဟကအဟန္တာဖြစ်တယ်လောဘကလည်းအဆိုင်ခဲကြီးလိုဖြစ်နေတယ်ဒေါသကလည်းအဆိုင်ခဲကြီးဖြစ်နေတယ်မောဟကလည်းအဆိုင်ခဲကြီးဖြစ်နေအဲ့ဒါကိုဖောက်နိုင်အောင်ဖောက်တယ်ဘာနဲ့ဖောက်ပညာနဲ့ပဲဖောက်လို့ရတယ်တခြားနည်းနဲ့ဖောက်လို့မရအဲ့ဒါဖောက်နိုင်တဲ့ပညာဆိုတာနော်ဥပမာမဲ့ဖက်ရွက်ကလေးတစ်ခုကိုတော့ဆူးလေးနဲ့ထိုးလိုက်လဲပေါက်သွားတာပဲသူကလည်းသူတော့ပေါက်နိုင်တယ်သို့တော့ကြောက်တုံးကြီးကျဆူးနဲ့ထိုးလို့မရဘူးလေနာမဆူးနဲ့တောင်မရတော့အဲ့ဒါလိုပဲလောဘဆိုတဲ့အဆိုင်ခဲဒေါသဆိုတဲ့အဆိုင်ခဲမောဟဆိုတဲ့အဆိုင်ခဲနိဗ္ဗာန်ကိုမြင်နိုင်ဖို့ရအတွက်အဲ့ဒီအဆိုင်ခဲကြီးတွေကိုဖောက်ထွင်းနိုင်ရမယ်အဲ့ဒီပညာမျိုးကိုဖောက်ထွင်းတဲ့ပညာလို့ပြောတာနိဗ္ဗေဒိကပညာတန်တရားမှာဘယ်တော့မှမဖောက်ခဲ့နိုင်လို့တန်တရားလဲနေကြတာလေဖောက်နိုင်ပြီဆိုရင်လည်းမလဲတော့မဖောက်နိုင်အောင်ဒုတဲ့ကြီးမာပြီးတော့အဲ့ဒီမှာတွေမဲ့ဘဝပေါင်းများစွာအဆုံးသတ်ပြီးလဲနေကြတယ်လို့အဲ့ဒါကိုဖောက်ထွင်းနိုင်တဲ့ပညာကိုနိဗ္ဗေဒိကပညာလို့ခေါ်တယ်နော်နိဗ္ဗေဒိကပါရချိုင်နှလုံးထောက်ချိုက်လုံးကြီးတင်တဲ့နိဗ္ဗေဒိကဖောက်ထွင်းတဲ့ပညာဒါကြောင့်ဖောက်ထွင်းတဲ့ပညာဆိုဟိုအိမ်ဖောက်တာတွေပါတယ်အောက်မေ့မနေနဲ့တော့နော်အခက်ခဲကိုထွန်းဖောက်သိမြင်နိုင်တဲ့ပညာမျိုးဆိုလို့တယ်နော်အဲ့ပညာမျိုးဆိုတာတဲ့သင်္ခါရတရားတွေအမှန်သိဖို့အတွက်အတားအဆီးဖြစ်နေတဲ့ဟာတွေကိလေသာဆိုတဲ့အဆိုင်ခဲတွေအတားအဆီးဖြစ်နေတယ်အဲ့ကိလေသာအဆိုင်ခဲတွေကိုဖောက်ထွင်းဖြည့်ဆည်းပြီးတော့မှတရားတို့တရားမြတ်နိဗ္ဗာန်ဆိုတဲ့ဉာဏ်အလင်းကိုရနိုင်တာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒါကိုဖောက်ထွင်းနိုင်လို့ကိလေသာကိုဖောက်ထွင်းနိုင်တယ်ဒါကြောင့်နိဗ္ဗေဒိကပညာလို့ရှင်သာရိပုတ္တရာကိုအဲ့ဒီပညာရည်တွေနဲ့မြတ်စွာဘုရားရှေ့ပိုင်းမှာစကားလုံး9လုံးနဲ့သူတို့ချီးမွမ်းပြောကြခဲ့တာရှင်သာရိပုတ္တရာကိုအဓိကထားပြီးတော့ချီးမွမ်းတာပဲဖြစ်တယ်နောက်ပြီးတော့မြတ်စွာဘုရားဒုတိယပါဆက်ပြောတော့အဲ့ဒီချီးမွမ်းစကားဆိုပြီးတဲ့နောက်မှာသာရိပုတ္တောဘိက္ခဝေအနုပဒသာရိပုတ္တောဘိက္ခဝေအတ္တမာတံအနုပဒဓမ္မဝိပဿနာဝိပဿတိယန္တောသာရိပုတ္တရာဟာအတ္ထမာတဆိုတာမာတဆိုတာလအတ္တဆိုတာတဝက်လတဝက်ဆိုတာနှစ်ပတ်14ရက်ကိုပြောတာနော်အတ္တမာတံလထဝက်ဟောနှစ်ပတ်အနုပဒဝိပဿနာဓမ္မဝိပဿနာအစဉ်တိုင်းတရားဓမ္မတို့ကိုရှုမြင်သုံးသပ်နိုင်တဲ့ဝိပဿနာကိုဝိပဿတိ
ရှုမြင်သုံးသပ်တယ်အဲ့တော့သာရိပုတ္တရာဝိပဿနာရှုတဲ့အခါမှာအနုပဒဝိပဿနာဆိုတာအသေးစိတ်တစ်ခုစီတစ်ခုစီကြော်မသွားဘဲနဲ့တစ်ခုစီတစ်ခုစီကိုအလုံးကိုသိအောင်ဝိပဿနာရှုတယ်အဲ့ဒါဒုတိယချီးမွမ်းပြီးတဲ့အခါမှာသာရိပုတ္တရာဟာနှစ်ပတ်ဆိုသင်္ကန်းဝတ်ပြီးတော့နှစ်ပတ်အဲ့တော့ရှင်သာရိပုတ္တရာဘယ်နေ့သင်္ကန်းဝတ်တယ်လဲလို့ရက်စွဲနဲ့ပြောမှဆိုလို့ရှင်မြတ်စွာဘုရားကပြာသူလထဲမှာဘုရားကရဘက်ကိုပြန်ရောက်တယ်ဥရဝေလတော်ဘက်ကိုပြန်ရောက်တယ်ရောက်ပြီးတော့ရသေးတစ်ထောင်ကျွတ်တရားရအောင်ဟောပြီးတော့ရာဇဂိုမြို့ရောက်တယ်ဘုရားဖြစ်ပြီးကစားတာနော်ဘုရားဖြစ်ပြီးပထမဆုံးရာဇဂိုမြို့ရောက်လာတယ်အဲ့ဒီမှာပိဿဝဂီတွေကအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီမနေ့ပိုင်းဆွမ်းခံရှင်သာရိပုတ္တရာကတရားကိုသိကျင်လို့ဆရာရှာနေတဲ့အချိန်မှာအဲ့ဒီရှင်အတ္တစီဆုံးကကြွရတာသွားရလာတာနေတာထိုင်တာကိုကြည့်လိုက်တာလေဒီကိုတော့တော်တော်တည်ငြိမ်တဲ့ကိုတော့ပဲရှင်ထဲမှာတော့အသိဉာဏ်ရှိမှာပဲဆိုပြက်ချီပြမခံပဲလိုက်တယ်နောက်လုံလောက်လောက်အောင်ဆွမ်းရပြီးတဲ့အခါမှာရှင်းတော့ကတော့ကြောင်းတီအောင်မသေးဘူးမြို့ထဲမှာကုသိုလ်ရှင်တွေဆောက်ထားတဲ့ဇေယျလေးတွေပါလေရှိတယ်အဲဇေယျဘောတက်ပြီးတော့ရှင်အသက်ကြီးကသူရထားတဲ့ဆွမ်းလေးတွေဖုံးပေးတယ်ရေတို့လည်းဆင်းသင်းရှိတော့အဲ့ဒီမှာရှင်သာရိပုတ္တရာကအဲ့တုန်းကဥပဋိတပရပိုက်ဆိုပရပိုက်ကြီးပဲရှိသေးတယ်ဘာသာကြားအဝတ်နဲ့ရှင်သတိနောက်ကနေနောက်ခံလိုက်သွားပြီးအဲ့ပေါ်ဆွန့်တက်ဖုံးပြီးတော့သူကတက်ပြီးတော့ဝကြေးငှက်ပြူရင်အနာချင်းကတ်တယ်ရှင်သတိဆွန့်ဖုံးပြီးတဲ့အခါကျတော့သူမေးတယ်ကိုရောဆရာဘယ်သူလဲဘယ်သူကိုရည်စူးပြီးတော့အခုလို့ဒီဘာသာတဲ့ဝင်ရောက်လာတယ်လေကိုရောဆရာဘာတွေဟောလဲပြောပြသမှာမဟုတ်သိချင်တာသူမေးတဲ့အခါမှာရှင်သတိကဘာပြောတော့ဆိုငါခုမှသာသနာပေါင်းဘုန်းကြီးဖြစ်တာမကြသေးဘူးရင်တော့သူရသေးပဲလေဒေါ်စကြတရားဟောပြီးရင်တော့အမှားတော့ဟိုရင်လောက်တော့ရှိပါပြီဣတိပတနာမှာတဝါဆိုတယ်ဆိုတော့ဝါနဲ့ပြောမယ်ဆိုလို့ရှိရင်၄-၅ လလောက်တော့ရှိသွားပြီပေါ့နော်၄-၅-6 လရဟန္တာဖြစ်ပြီး၄-၅-6 လတော့ဝါဇုလပြည်နေမှာဝါဇုလဝိကျော်နေ9 ရက်နေ့မှာသူရဟန္တာဖြစ်တာခုဖះပြာဆိုကျမရောက်တာအလင်းကလောက်ရှိပြီဒီရောက်လာတဲ့အချိန်မှာအဲ့တော့တွေးတဲ့အချိန်ကဘယ်အချိန်ဖြစ်နိုင်လို့ဆိုတဘိုရဲလာစံ1 ရက်လောက်ဖြစ်နိုင်တဘိုရဲလာစံသို့မဟုတ်ပြာသူလားခွယ်လောက်အဲ့မှာရှင်အတ္တကြီးကသစ္စာလေးပါးတရားကိုအကျဉ်းလေးဟောလိုက်တာရှေရမဟေတုပ္ပဘောဝါတေတံဟေတုံတထာဂတောအာဟတေသင်္စယောနိတော်ဧဝံဝါဒီမဟာသမနောဆိုအဲ့ခါရလေးကဗမာပြည်မှာ400 စု 500 စုလောက်ကလေးကဗမာပြည်ရောက်ပြန်ပြီးအခရာနဲ့ဘယ်မှာတွေ့တော့ဆိုရင်သရေခိတ္တရာမှာခင်ဗျကုန်းတို့မောဇာတို့မှာတူးတဲ့အခါမှာရွှေပေးလွာအနေနဲ့တွေ့တယ်ပြန်ပြီးအခရာနဲ့အိန္ဒိယတောင်ပိုင်းမှာရေးတယ်ပြန်ပြီးအခရာသမိုင်းပညာရှင်တွေကဖတ်ပြီးတော့ဘာသာပြန်လိုက်တဲ့အခါအဲ့ဒီဂါထာဖြစ်တယ်ရှေရမဟေတုပ္ပဝါဒေတဟေတုတထာဂတောအဲ့ဒီဂါထာဗမာပြည်ရောက်နေတဲ့ဂါထာအဲ့ဒါကိုပြောလိုက်တာနဲ့ပဲသူကညံထက်တဲ့ပုဂ္ဂိုလ်ဆိုသဘောပေါက်သွားချက်ချင်းအကြောင်းနဲ့အကျိုးရင်ထဲမှာပွင့်သွားအဲ့တော့ဘာဖြစ်သွားတာအဲ့တခါတည်းမြတ်စွာဘုရားစီရှင်မောက္ကလန်ကိုခေါ်ရှင်မောက္ကလန်ကိုလည်းသူကအတူချုပ်ပြောပြပြီးတော့
သူတို့နှစ်ပါးသလုံးဟာသောတပန်ဖြစ်သွားပြီဘုရားစီရောက်သွားကြတယ်ဘယ်နေ့ရောက်တာတော့ဆိုရင်တဘူရဲလဇန်တည့်နေ့ရောက်တာထိုရဲလဇန်တည့်နေ့မှာဘုရားစီရောက်တယ်ရောက်တာနဲ့မြတ်စွာဘုရားတရားဟောပြီးတော့သူတို့သာသနာ့ဘောဝင်လိုက်ကြတယ်ပရပိုက်အဝတ်ကိုချွတ်လိုက်ကြတယ်ဘုရားဘာသာဘုရားယဟန်အဝတ်ကိုဝတ်လိုက်ကြတယ်အဲ့ဒီကနေစပြီးတော့မြတ်စွာဘုရားဟောတဲ့တတ္တဗံဖြစ်ပြီးတဲ့နောက်ဝိပဿနာတရားအထုတ်တော့ရှင်မောဂလန်ကလာဇန်9ရက်နေ့မှာသူကယာနာဖြစ်သွားတပတ်နဲ့သူကယာနာဖြစ်သွားဒီကြားထဲမှာသူငိုက်နေလို့မြတ်စွာဘုရားတရားဟောရသေးတယ်တရားထုတ်ရင်ငိုက်တာအဲ့တော့တပတ်နဲ့ရှင်မောဂလန်ယာနာဖြစ်သွားရှင်သာရိပုတ္တရာကတော့သူကဘယ်လောက်ကြာလာပြီနေ့ထီအောင်15ရက်ကြာသွားတယ်တော့ဘာလို့ဆိုအသေးစိတ်ကြည့်ရှုအသေးစိတ်လေးလာသုံးသပ်နေတော့ဆိုရဟနာဖြစ်ဘူးသောတပန်ဘဝနဲ့အသေးစိတ်ဒီဝိပဿနာကိုရှုနေအဲ့ဒီလာပြီနေ့မှာပဲသူကရခတလေးလိုင်းလို့ခေါ်တယ်ဝတ္တုလိုင်းပေါ့ပမာလို့ဆိုရင်ဝတ္တိတူးထားတဲ့လိုင်းမှာမြတ်စွာဘုရားတောထဲမှာသတင်းသုံးရင်ကနေပြီးတော့ရှင်သာရိပုတ္တရာရဲ့တူတော်တဲ့ဒီကနခဆိုပြပိုက်သူ့တူကိုမြတ်စွာဘုရားဝေဒနာပရိက္ခဝေဒနာကိုရှုမှတ်သိသိတဲ့ကျင့်စဉ်တစ်ခုကိုဟောပြောနေတော့ရှင်သာရိပုတ္တရာကဘုရားကိုရက်ခတ်ရင်နောက်ကနေနားထောင်တယ်အဲ့တော့သူ15ရက်တရားကျင့်ပြီးတော့ဝေဒနာပရိက္ခသူများဟောတာကိုနားဆိုင်ထောင်ရင်ကအဲ့ကြတော့မှယဟနာဖြစ်သွားတယ်အဲ့တော့15ရက်ကြာတယ်ဒါကိုပြောတာသာရိပုတ္တရာဘိက္ခုအတ္တမတံအနုပရဓမ္မဝိပဿနာဝိပဿတိယန္တုသာရိပုတ္တရာသည်15ရက်ကြာမြအနုပရဓမ္မဝိပဿနာအကျင့်ကိုချင့်ကြံကြိုးကိုအထုတ်ခဲ့တယ်လို့မြတ်စွာဘုရားကဒုတိယလေးနဲ့ရှင်သာရိပုတ္တရာရဲ့ဝိပဿနာတရားကိုအခုလိုလေးကျင့်ပြောတာကဲအဲ့တော့လက်ဖြင့်ကကြမှာနောက်ရက်တည်းကြတော့မှဒီအနုပရဓမ္မဝိပဿနာဆိုတာဘယ်လိုဆိုတာမြတ်စွာဘုရားကျဲချဲ့ပြီးတော့9မျိုးလောက်ဟောထားရှိတယ်နော်တော့ဘာ9မျိုးနဲ့ဟောထားတာအဲ့တော့တရက်ထဲကလည်းမကုန်ဘူးမြတ်စွာဘုရားဟောတော့ကတော့ခဏလေးနေမှာပေါ့အဲ့ကြတော့မှပြည့်ပြီးတော့ဆက်ဟောရမှာတရားချက်ခင်သူရဇင်ပြိဿပေါင်းတို့ရှင်သာရိပုတ္တရာ၏နုပရဓမ္မဝိပဿနာတရားကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားတာဖြစ်တယ်အဲ့ဒီတရားကျင့်ဝင်ခြင်းဤကိုဒီသုတ္တမအသေးစိတ်ဟောထားတာဖြစ်လို့နိုင်ယူမှတ်သားပြီးတော့ကုသိုလ်ဖြစ်ပွားဖို့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း